တိတ်ပံပညာရှင်တယောက်ကနေတိုင်းလေမှာအာလီယန်တကောင်ကိုနှိပ်စက်နေတဲ့သူမသိသေးတဲ့အရာတစ်ခုကတန်ရှင်းရေးဝန်ထမ်းဖြစ်တဲ့နလီလိုဆိုသူကသူ့ကိုရှုပ်ဝက်စွာအမြဲကြည့်နေခဲ့တာပါတိတ်ပံပညာရှင်ထွက်သွားတဲ့အချိန်မှာနလီလိုကလေထဲကိုဝင်ပြီးအာလီယန်ကိုအစာကျွေးတဲ့မြေကြီးပေါ်မှာအာလီယန်ကယုံကြည်တဲ့လူဆိုတာနလီလိုတယောက်ပဲဖြစ်လာတယ်ဒီနေ့မှာတော့နှိပ်စက်မှုတွေပိုပြီးကျန်းနှံလာပြီးအာလီယန်ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးတန်ရာတွေနဲ့ပြည့်နေခဲ့တယ်ဒါပေမဲ့တိတ်ပံပညာရှင်ကမကျေနပ်သေးပဲသူ့ကိုတတ်ဖို့တောင်အမိန့်ပေးလိုက်တယ်ဒီစကားကိုကြားတဲ့အခါနလီလိုကကြောက်လန့်သွားပေမဲ့သူ့သူငယ်ချင်းကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်တဲ့နောက်နေ့မှာနလီလိုကလေကိုတန်ရှင်းရေးလုပ်နေတယ်လို့မျက်နှာဖုံးထားပြီးကင်မရာကိုမျက်နှာကျမ်းဘက်သို့လှည့်ထားလိုက်တယ်ပြီးတော့ရှုပ်ဝက်စွာအာလီယန်ရဲ့ချီနှောင်ထားတဲ့ကြိုးတွေကိုဖြုတ်ပေးလိုက်တယ်သူကအာလီယန်ကိုအဝတ်လျှော်ထဲမှာဖုံးကွယ်ပြီးစစ်တပ်အခြေစိုက်စခန်းကနေမတန်တရားဖြစ်အောင်ထုတ်သွားနိုင်ခဲ့တယ်အာလီယန်ကအသက်ရှင်ဖို့ရေလိုအပ်တာကြောင့်နလီလိုကသူ့အိမ်ထဲမှာရေကန်ထဲမှာဖုံးထားလိုက်တယ်ဒါပေမဲ့နောက်နေ့မှာစစ်တပ်ကမြို့ထဲရှိအိမ်တိုင်းကိုစစ်ဆေးမယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတယ်တစ်ဖက်မှာတော့အာလီယန်ရဲ့အမှန်တကယ်သဘောတဘာဝပေါ်လာစပြုလာတဲ့နလီလိုမရှိတဲ့အချိန်မှာအာလီယန်ကသူ့အိမ်မွေးကြောင်ကိုစားလိုက်ပြီးသူ့ခင်ပွန်းကိုလက်တီးထက်ထက်နဲ့တွန်းထိုးပြီးပြင်းထန်စွာဒဏ်ရာရစေခဲ့တယ်နလီလိုကထိတ်လန့်သွားပြီးအခြားသူတွေကိုထိခိုက်စေနိုင်မလားဆိုပြီးစိုးရိမ်ကအာလီယန်ကိုအမြန်ရှာဖွေလိုက်တဲ့နောက်ဆုံးမှာသူ့ကိုရုပ်ရှင်ရုံတစ်ခုထဲမှာကြောက်လန့်နေတဲ့အခြေအနေမှာတွေ့လိုက်ရတယ်အာလီယန်ကနောင်တရနေတယ်လို့ပဲထင်ရတယ်ထို့နောက်လီလိုကသူ့ကိုပြန်ပြီးအိမ်ကိုခေါ်သွားလိုက်တဲ့အံ့အားသင့်စရာကသူ့ခင်ပွန်းရဲ့လက်ပေါ်ကပြင်းထန်တဲ့ဒဏ်ရာတွေကတခါတည်းပြန်ကောင်းသွားခဲ့တယ်ထို့အပြင်အာလီယန်ကသူ့ရဲ့စွမ်းအားနဲ့နလီလိုရဲ့ကြောင်ကိုပါပြန်လဲအသက်သွင်းပေးခဲ့တယ်ဒီအာလီယန်မျိုးကဒေါ်ဖစ်ရဲ့မာတာရှိခဲ့မယ်ဆိုရင်ဒလဘေးရှေနွာရဲ့တစ်တော်ပြုံးတီးမှုတွေတောင်ပြန်လဲစိမ့်လန်းလာနိုင်မယ်ထင်တယ်